လဲကိုတောင်းမှမှာရှိရဲ့ရှင်ဒီတောင်းမှမလဲဆိုစကားတစ်ခုမတက်လားဒီဆိုင်ရဆောင်းနဲ့နှစ်ပါးသွားနေဘယ်လောက်ကြာနေလဲရက်စပြတ်ဖို့ကောင်းတယ်ရှင်ဒီစင်းရနေကြတဲ့ဘဝကနေဘယ်တော့မှမလွတ်မြောက်ပါဘူးရှင်နဲ့တော့ဒီနေ့ကစပြီးဘတော်မမြင်ချင်ဘူးကျမနဲ့လည်းလာမပတ်တယ်နဲ့ဒီနေ့ကစပြီးရှင်နဲ့ကျမနဲ့ပြက်ပြီမဟုတ်သေးဘူးလေရှင်ရှင်နဲ့တော့ဒီနေ့ကစပြီးဘတော်မမြင်ချင်ဘူးကျမနဲ့လည်းလာမပတ်တယ်နဲ့ဒီနေ့ကစပြီးရှင်နဲ့ကျမနဲ့ပြက်ပြီအစကကြိုတီးခဲ့မောင်မချစ်ရရင်လေနေပါစေကွယ်။အော်သူအရင်တော့လိုပဲဆင်းရဲပြီးစူးစမ်းရုန်းကန်နေရတော့မှပဲလား။ရင်တော့ငါရဲ့လိုရက်တွေကသူ့ပေါ်မှာရဲလုံခဲ့တာပဲဟောမဲရောရှင်နေကောင်းနေမလားကောင်းပါဘူးမဲရောကောင်းတယ်အရင်တိုင်းပဲတော့ရှင်ဘာမှပြောင်းလဲမသွားအရင်တော့ကဗန်းခွင့်မယ်လို့ပြောခဲ့တဲ့ဟာတွေကိုတောင်းပန်ပါတယ်ကျမခွင့်လို့ပြပါနော်အခုဆိုရင်လေအရင်လုံးမဟုတ်တော့ဘူးသိလားတစ်ချိန်လုံးကအိမ်မက်ဖြစ်တဲ့ကျမတို့နှစ်ယောက်ရဲ့လက်ထက်လက်စွပ်လေးဝယ်ခြင်းနဲ့ဆန္ဒလေးလည်းပြည့်သွားပြီဒီမှာလေကိုမင်းကိုခွင့်လို့ပါတယ်ဒါပေမဲ့ကိုတို့ဒါလည်းမလိုတော့ဘူးကိုမှအခုကောင်းပါလေးရှိနေပြီလေအခုလည်းကိုသူ့ကိုသွားကြည့်အောင်မလို့စကားအများကြီးမပြောနိုင်တဲ့အတွက်တောင်းပန်ပါရနော်ကိုသွားလိုက်အောင်ငါနေ့ကိုပြောင်းလဲစီခြင်းခဲ့ဒီလိုပုံစံမဟုတ်ဘူးလေဟာမောင်လာကြည့်ပါလားဒါကြည့်တာဘောမှာပဲချင်နာသူရဲ့ခုများချမမိုးရဲ့နိုင်လို့ဒါကိုလို့ဆိုရဲပဲငါ့ကိုမြင်တယ်ဘယ်လိုကောင်းမလေးရွေးချက်သွားလဲဆိုတော့သိချင်လိုက်တာမဒါလေးကနောက်ဆုံးပေါ်ဒီဇိုင်းလေးပါရှင့်ဆက်လိုက်တော့ဒါလေးမနဲ့ဆိုလိုက်မယ်နော်ဒီလောက်ကြီးတဲ့ဟာငါနဲ့လိုက်မှာမို့လို့လား။ညငါမလှစေချင်လို့လား စကားပြောတာလည်းကြားလိုက်ပါငါထက်သူကဘာတွေနဲ့တာနေလို့လဲ။မယူညီမလေးအမယူဒါပဲယူမယ်။ဒါပဲထည့်ပေး။မရဲ့ခုနကပြရလက်စုပ်ကလေးကလှရနေတာဘာလို့မယူလိုက်တာလဲ။အော်မောင်ရဲ့ချွေးနေစာနဲ့ရှာထားတယ်ငွေမမ3ရက်ပါဘူးမောင်ရဲ့။ကြည့်ဒါလေးကတေးပြုံနဲ့ဘလောက်တောင်လှတယ်။ဟုတ်ပါပြီဟုတ်ပါမပိုင်နိုင်တာကိုသာအစကကြိုတီးခဲ့မောင်မချစ်ရရင်လေ